မထေရကြီးတစ်ပါးသူကအနာဂံပြောမှရှက်တယ်သိမပြောသူကတေကနီးကြတော့ဝိုင်းမေးကြတယ်ဘယ်တရားရတော့ဆိုမထေရကြီးကဘာပြောတော့သူတပည့်တွေကမေးတော့သူပြောတော့တယ်နတ္ထိကိဉ္စီလို့ပြောပါတယ်နတ္ထိကိဉ္စီဆိုတာကိုအဓိပ္ပာယ်နားမလည်ရင်သူကနတ္ထိကိဉ္စီဘာမှမရှိဘူးလို့ပြောတာနော်နတ္ထိကိဉ္စီဆိုဘာမှမရှိဘူးဆိုတော့သူတပည့်တွေကဝမ်းနေတာပေါ့တို့ဆရာကြီးကတေကဏီမေးတဲ့အခါကျတော့သူတရားထုတရားမြတ်သူ့မှာဘာမှမရှိဘူးနတ္ထိကိဉ္စီလို့ပြောသွားတယ်လို့ဆိုပြီးငိုကြတဲ့နောက်မြတ်စွာဘုရားစီသွားတဲ့အခါကျတော့သူပြောတာကသူ့မှာဘာမှမရှိဘူးလို့ပြောတာမဟုတ်ဘူးအာကိဉ္စညာယရဏဇံအနာဂံပုဂ္ဂိုလ်အာကိဉ္စညာယရဏဇံရတဲ့အနာဂံပုဂ္ဂိုလ်ကြီးလို့ပြောသွားတာတဲ့သူဟာတကယ်တော့နတ္ထိကိဉ္စီဆိုတာအာကိဉ္စညာယရဏဇံရတာကိုပြောသွားတဲ့စကားတဲ့အဲ့ဒါလို့နားမလည်တော့မှပဲဝမ်းနေเสียပုံစံမျိုးဖြစ်တယ်ထုတ်ဖို့ပြောဖို့ရအမတမဝန်လေးကြတယ်ဒါကြောင့်မို့မိလိန်နာမင်းကြီးကရှင်နာဂသေနာကိုမေးတယ်ကိုရောရောတရားကိုတွေ့ပြီးပြီလားမြင်ပြီးပြီလားဆိုမေးကုန်မေးတာနော်ရုပ်တရက်ကောက်ပြီးတော့မေးတာကိုရောတရားမြင်ပြီးပြီလားလို့ဆိုရှင်နာဂသေနာဘယ်လိုဖြေတော့ဆိုရှင်မင်းကြီးတဲ့မြတ်စွာဘုရားရဲ့ဥဆောင်မှုမြတ်စွာဘုရားရဲ့ဒီသိစေမှုဖြင့်မြတ်စွာဘုရားရဲ့တပည့်သာဝကတွေဟာတသလုံးတရားတိုင်းလိုက်တာကျင့်သုံးနေကြတာဖြစ်ပါတယ်လို့ဖြေလိုက်တယ်သူသိတယ်မသိဘူးဖြေဘူးနော်တရားဆိုတာတသလုံးကျင့်သုံးရမယ့်အရာဖြစ်ပါတယ်လို့ပဲဖြေလိုက်တယ်